Absolute cinema. Okay, so အခုစီနာဖြစ်ဘာလို့ကိုကျွန်တော်အနေနဲ့ဒီ gameplay နဲ့ skin အကြောင်း skin effect အကြောင်းအနေနဲ့ပါရှင်းပြပေးမယ်ဗျာ Okay ဆိုတော့ပထမဆုံးကျွန်တော်ပြောချင်တာဒီ skin ကတော့ဘာလို့ဂုံးစင်သေးတဲ့ထဲမှာပါဖို့ပါပါတယ်ဟာမင်းရတယ်ကွာဒါမျိုးပြောရတာပေါ့တော့ free ပဲရောဂုံးစင်စစ်ချင်တာမှာမဟုတ်ဗျာဒီလားဘာလို့ဆိုတော့ဒါမျိုး skin က limited skin ပြီးတော့အရင် skin တွေမျိုးဥပမာ elite တို့ normal ဆိုရင်ကျွန်တော်မဂုံးစင်စစ်ချင်ဘူးဗျာဘာလို့ဆိုအချိန်လက်ကောက်ပဲဒါပေမဲ့ဒါမျိုး skin ကကျွန်တော်ဂုံးစင်သေးတဲ့တိုင်းတို့အမှန်တိုင်းပြောရအောင်ဒါဘာလို့ဆိုမူတူထောက်ပူတီများတွေထဲမှာဒါကတော့ပထမဦးဆုံး skin ပထမဦးဆုံး skin တွေထဲမှာဒီမျိုးသူကရှောက်ပြီးတော့မှထုတ်ထားတာမဟုတ်ဗျာထည့်ထားဒီ care fair တွေက quality ရှိတဲ့ထဲမှာပါတယ်အဲ့ဒီမျိုးအရင်မဟုတ်ရင်တော့မှ quality နီးပါတော့မဟုတ်ဆိုတာလက်ခံဆိုဆိုပေမဲ့ e-bit နီးပါတော့သွားနေ skin လို့တော့ပြောလို့ရတယ်ပေါ့နော်နောက်တော့ကတော့ Savannah ရဲ့အကောင့်ကြီးကန်ရတာတော်တော်မိုက်တဲ့တိုက်ယူဘာလို့လဲဆိုတော့သူလုပ်ပေးထားတဲ့ K1 ကလေ enemy ကို standing ပါပေးတယ် K2 ဆိုရင်ပိုဆိုးတယ်ဗျာကြုံဒီနေပါဆွဲတယ်ဆိုတဲ့ထဲမှာပါတယ်ပေါ့နော် enemy တို့အဲ့လိုပြေးလို့မရအောင်ဖြစ်ချင်တော့ ultimate ဆိုရင်လေလိုက်ပြီးတော့ဖမ်းနိုင်ဗျာဖမ်းတဲ့ထဲမှာချက်ချင်းကြီးဆိုလို့အဲ့ဒီ green နဲ့ထွက်လို့မရဘူးအဲကြောင့်ဆို brother သူတယောက်ဖမ်းပြီးတာနဲ့အဲ့တယောက် lobo strike ကလုံးဝရခိုင်တော့နဲစရာမယ်ပြီးတော့သူ့ရဲ့ skill 2ဆိုရင်လေဗျာကြုံဒီအုတ်လိုက်ကြီးကို bro ကြုံရရဆို high grade နေတာ bro တော်ပြီးတော့မှကြုံချောက်လိုက် high grade နေရဘာလို့တွဲပြီးတော့မှစောစစ်တာလေးဆိုတော့တိုက်ယူဒီမှာ show လိုက်ဗျာအဲတော့တိတ်ခါနေကြတိတ်ခါနေအမှ high grade ဆွဲတယ်ပြီးတော့ ultimate နဲ့ win skill 2 3 Okay ဆိုတော့ brother တို့ခုမြင်တဲ့အတိုင်းပဲ Savannah ဘယ်လိုကျင်းလဲဆိုတာကိုလည်း bro မြင်သိရမှာဖြစ်ပါတယ် Okay ဆိုတော့ brother မေးကြမှာဆိုတော့ကိုယ်နေဘာဖြစ်လို့ယုံနေမတင်တာလဲပေါ့နော်မပူပါနဲ့တာကြီးပဲအခုရောက်ပါရင်လောကောနေနဲ့ဖျားနေတာကြောက်မလို့မတင်နိုင်သေးဘူးပေါ့နော်ဒါမဲ့လည်းပြန်လာပါပါသိဘူးပါနဲ့ easy ပေါ့နော်ဆိုးလိုက်တာယူကန်ရတာစောင်းရမ်းကောင်းတယ်နော်ဒါပေမဲ့လေ bro က Savannah ကံပြီးမှတကောင်နဲ့ရုံးဝင်းစင်နေတာဖြစ်လို့ဘူးထဲမှာမပါဘူးဗျာဟုတ်ဆိုတော့သူကိုတိုင်ကွာတွဲရပြောတဲ့ထဲမှာပါတယ်ကွာအဲ့တော့ဒီအုတ်လိုက်ကိုအကျုံးနိုင်ရမယ်ဆိုရင်ချက်ချင်းသိမှာဗျာအဲ့ကြောင့်မဖြစ်ပါဘူးသူကအဲ့မျိုးအရင်မမဘူးဒါပေမဲ့သူ့ရဲ့တန်မေးကိုကကျန်းရဆိုတဲ့ထဲမှာပါတယ်အဲ့လိုအနေထားမျိုးဗျာ Savannah ဆိုတဲ့ကောင်းကကြည့်လာတာကြီးတို့ Okay ဆိုတော့ဒီ skin လေးကိုကျွန်တော်ပြန်သွားလိုက်မယ်ဆိုရင်သူလုတ်ပေးထားတဲ့အရာကတော့အဝါရောင်ပြီးကြတော့ခုလိုမျိုးကြောင် theory ထဲမှာဆိုရင်လေပထမအဦးဆုံး skin ပဲဖြစ်ပါ යි ဆိုတော့တော်လေးမှာကော့ရတာကြီးရသည်လားဆိုလိုက်နားလေးဝင်ကြုံမဲမယ်ဆိုရနော်သူ့ skin တူးနေတာကြီးဆိုရသူ့ရှီအဝါရအောင်ဆိုကြတဲ့ကွာအသာကွာကြုံဒီကြောင် effect မျိုးဒီထည့်ပေးထားတယ်ပေါ့နော်မဆိုးဗျာ ultimate ဆိုရင်လည်းအဲ့မျိုးသူ့ရဲ့ win ဆိုရင်လည်းရွှေရောင်ဒီပါအဝါရောင်ပေါ့ထားပါတော့အဝါရောင်ဆိုပုံခံလိုက်မယ်တိုင်းအဲ့ဒီအနေထားမျိုးကဲကိုစင်းနာဖြစ်ဒီပွဲနေတော့ပြီးခါနီးရဖြစ်ပါတယ်တိုက်ရွေးဆိုတော့ bra သွင်းနေနေရဘလို့ထင်လဲပေါ့နော်ခရုံမတီးရရေးလို့ရှိရင်ကောမအောက်မှာဝင်ရေးသွားခဲလို့ရမှာဖြစ်ပါတယ်ရှောင်းတိုက်မရှောင်းဘူးနဲ့ဒါပဲနော် okay skate 2ကဘလို့ပြေးလို့လည်းရတယ် admin တွေကိုလိုက်ပြီးတော့ဖမ်းလို့ရတယ်အဲ့ဒါပေါ့ share ပဲဆွဲတယ်မမိဒါပဲ okay ဆိုတော့ tower only ညခဏလေးခဏလေး tower only ကြုံမရသေး tower only ကြုံမရ okay ရှိုးလိုက်နော်အဲ့ဒီ skate 2 ray ကလည်းတော့ကျဲတယ်ခွာတိုက်လို့မနောက်ဘူးနော်အဝေးကနေတော့မှတန်မြင့်อ่ะချိတယ်ကွာအဲ့တော့ enemy တွေကပြေးဖို့စာကြီးကလုံးဝမလွယ်ဘူးတဲ့ကောင်းမျိုးဖြစ်ပါ යි Savannah တော်တော်မှ OP တဲ့ hero ဆိုတော့ skin ဘယ်လိုဂုံးစင်းရမလဲထပ်ပြီးတော့မှရှင်းပြပေးမယ်အခုလိုမျိုးတော်တော်လေးမှလှရ Savannah use skin လေးကို browser နေနေရတော့ free ဂုံးစင်းလို့ရမှာဖြစ်ပါခင်ဗျအခုကျွန်တော်ပြထားတဲ့ event မှာ browser နေနေတော့ပြီးတော့မှဂုံးစင်းရမှာဖြစ်ပါ යි draw ကိုဖောက်ရင်နေ browser ကအဲ့ဒီ cat တွေကိုရမယ်အဲ့ဒီ cat လေးတွေကိုစစ်ပြီးတော့မှနောက်ဆုံး35အထိရောက်သွားလို့ရှိရင်တော့စိတ်ကြိုက်ကိုကြိုက်တဲ့ skin ကိုရွေးချယ်လို့ရမှာဖြစ်ပါခင်ဗျအဲ့ဒီ cat တွေကလေသူ့ပြီးသွားတဲ့ line မတူညီတဲ့ဆိုလက်ဆောင်လေးတွေကိုလေရရှိအောင်မှာဖြစ်ပါခင်ဗျအဲ့ဒီ cat တွေကိုရဖို့တော့ဖောက်ဖို့တော့ပေါ့နော်အဲ့3 game လေး browser လိုတယ်ဗျအဲ့3 game လို့အဲ့ဒီအရာလေးကို browser နေနေတော့ test ကိုလုပ်ပြီးတော့မှရိုက်ယူနိုင်မှာဖြစ်ပါ යිစုထားတဲ့ cat တွေကလို့ပို့ရင်လေတငယ်ချင်းတို့ကိုပြန်ပေးလို့ရတယ်လို့တငယ်ချင်းတွေစီကအရာကိုလေ browser နေနေရထပ်ပြီးတော့ဂုံးစစ်လို့ရမှာဖြစ်ပါ යි အခုလို့ဗျာ browser နေနေရတော့35အထိရောက်သွားရင်တောင်မှ25ရက်နေ့မှာ skin ကို browser နေနေရရရှိနိုင်မှာဖြစ်ပါ යි ခင်ဗျအခုဒီနားမှာဆိုရင်လေ browser အဲ့မျိုးအပိုင်းစားတွေကို live စုပြီးတော့မှလေဗျာတုံငယ်လေးတွေအဲ့ဒီ cat တွေကိုလေ browser ကလဲယူလို့ရမှာဖြစ်ပါ යි ခင်ဗျအခုဒီ event ရဲ့ date နေနေရတော့6လပိုင်း17ရက်နေ့နေပြီးတော့9လပိုင်း1ရက်နေ့အထိပဲဖြစ်ပါ යි ခင်ဗျ